မြန်မာအရေးမမေ့ဖို့ဂျပန်ရောက်ထရန့်ကိုမြန်မာလူထုတောင်းဆိုမြန်မာအရေးကိုမမေ့ထားဘဲနဲ့အကူအညီတွေပေးဖို့ဂျပန်ရောက်နေတဲ့အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကိုဂျပန်ရောက်မြန်မာလူထုကတောင်းဆိုနေပါတယ်။သမ္မတထရန့်ကဒီနေ့မှာဂျပန်ကိုအလုပ်သဘောခီးစဉ်နဲ့ရောက်နေတာဖြစ်ပြီးတော့ဂျပန်ဝန်ကြီးချုပ်တဲ့နဲ့မြေရှားကုန်သွယ်ရေးနဲ့ကာကွယ်ရေးဆိုင်ရာသဘောတူညီချက်တွေကိုလက်မှတ်ရေးထိုးထားပါတယ်။ဂျပန်ရောက်မြန်မာလူထုကတော့တိုကျိုမှာရှိတဲ့အမေရိကန်တန်ယုံရဲ့ရှေ့မှာမနေ့ကစုဝေးပြီးတော့မြန်မာရေးကိုမေ့မထားဖို့တောင်းဆိုထားတယ်လို့မြန်မာရေးလှုပ်ရှားတဲ့လူမှုကွန်ရက်စာမျက်နှာတွေကတဆင့်သတင်းထုတ်ပြန်ထားပါတယ်။အဲဒီမတိုင်ခင်အောက်တိုဘာလ20ရက်တုန်းကလည်းဂျပန်ရောက်မြန်မာသားဝိုင်းကမြန်မာရေးကိုအကူအညီပေးဖို့အမေရိကန်အစိုးရကိုဂျပန်မှာရှိတဲ့အမေရိကန်တန်ယုံကနေတဆင့်အိတ်ဖွင့်ပေးစာပေးပို့ခဲ့တယ်လို့သိရပါတယ်။အမေရိကန်ပြည်ထောင်စုကတရားမျှတမှုနဲ့ဒီမိုကရေစီအတွက်အားထားရတဲ့နိုင်ငံဖြစ်တာကြောင့်မြန်မာစစ်တပ်ကိုအရေးယူနိုင်ရေးမြန်မာဒီမိုကရေစီနဲ့ငြိမ်းချမ်းရေးပြန်လည်ပြီးတော့ဆောင်ကျဉ်နိုင်ရေးတို့အတွက်အမေရိကန်ရဲ့ဦးဆောင်မှုနောက်ပြီးတော့ဂျပန်ပါဝင်ဒေသရင်းမဟာမိတ်တွေရဲ့ပေါင်းစည်းလှုပ်ဆောင်ဖို့ကိုလည်းအိတ်ဖွင့်ပေးစာမှာတိုက်တွန်းထားပါတယ်။